ဒီတပတ်ထွက်လာတဲ့ချက်သားမှာတော့လူဖီနဲ့အီမူတို့ရဲ့တိုက်ပွဲကလည်းပုံမိုပြင်းထန်လာခဲ့သလိုဂါဘန်ရဲ့အသက်အီမူရဲ့ပုံစံတွေဘာဘိုလိုဇီကွက်ကြီးရဲ့လှုပ်ဝက်ချက်တွေနဲ့လိုကီရဲ့တကြောပြန်တိုက်ပွဲထဲပြန်ဝင်လာခဲ့တာတွေအီမူရဲ့သေစေနိုင်တဲ့တိုက်ကွက်တွေကိုခံထားရပြီးမြေပေါ်မှာလဲကျနေတဲ့ဂါဘန်ရဲ့ပါဇက်ကနေအီမူဆိုတာဘာလဲဆိုတဲ့ရင်သက်ရှုမော်ပွဲအမှန်တရားတစ်ခုထပ်ပေါ်လာခဲ့တာတွေကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ချက်ထားတဲ့ကတော့လိုကီဟီယာလိုကီရှိနေသေးတယ်သို့မဟုတ်လိုကီရောက်လာပြီလို့ပေးထားပါတယ်ဒါကဘာကိုဆိုလိုထားတာလဲဆိုတာကိုချက်တာထဲမှာပြောပြသွားပါမယ်ခင်ဗျာချက်တာရဲ့စမှာတော့အီမူရဲ့ပြင်းထန်လာတဲ့တိုက်ကွက်တွေကြောင့်လူဖီတကူလုံးကလည်းသွေးတွေနဲ့ဖုံးလွှမ်းနေခဲ့ပြီးမြေပေါ်ကနေမတည့်ရနိုင်ဖို့အတွက်တော့အတော်လေးကိုအခက်ခဲဖြစ်နေခဲ့တယ်ဒါပေမဲ့လူဖီကတော့လုံးဝလက်မလျှော့ပဲဂါဘန်ရှိနေတဲ့နေရာကိုတွေ့၍နဲ့ထွက်သွားနေခဲ့ရင်ငါဘယ်လိုလုပ်ပြီးအသက်ရှင်နေသေးတာလဲအခုပုံစံကိုပြန်ဖြတ်လိုက်ရင်တော့အခြေအနေကကောင်းနိုင်မှာမဟုတ်တော့ဘူးလူဖီကိုတိုင်ကလည်းသူ့ရဲ့လက်ရှိအခြေအနေကိုကြည့်ပြီးငါဘာကြောင့်အသက်ရှင်နေသေးတာလဲဆိုပြီးအော်ကြီးဖြစ်နေခဲ့ပါတယ်ဒါအပြင်ဂီယာ5ကိုပြန်ဖြတ်လိုက်မယ်ဆိုရင်ဘာတွေဆက်ဖြစ်လာနိုင်မလဲဂီယာ5ကိုဖျောက်လိုက်ရင်တကယ်ပဲတည်သွားနိုင်မလားဆိုတာကိုလူဖီကိုတိုင်ကစိုးရိမ်ကြီးဖြစ်နေခဲ့တာကိုလည်းတွေ့ရပါတယ်အီမူရဲ့တိုက်ခိုက်မှုကြောင့်မြေပေါ်မှာမှောက်နေခဲ့တဲ့ဂါဘန်ကလည်းသူ့ရဲ့ဒဏ်ရာကိုသတိထားမိသွားခဲ့ပြီးကြည့်ရတာငါရဲ့လက်တစ်ဖက်တော့ဆွချိုးသွားပြီးထင်တယ်ဂါဘန်ရဲ့စကားတွေကိုကြားလိုက်ရတဲ့လူဖီကလည်းအဖိုးကြီးအဆင်ပြေရဲ့လားငါအတွက်အဲ့ဒီတိုက်ကွက်ကိုဝန်ခံပေးခဲ့လို့အခုလိုဖြစ်တာဆိုပြီးတောင်းမဲ့နေတော့မှပဲဂါဘန်ကလည်းစောက်ဖို့လုံးမနေနဲ့ငါမင်းတို့ကလှုပ်ပြီးခဲ့တာမဟုတ်ဘူးအဲဘက်တို့တိုက်ခိုက်ပြီးခဲ့တာလို့လူဖီစိတ်မကောင်းမဖြစ်အောင်ချောင်းဆိုးရင်းနဲ့ပြန်ပြောနေခဲ့တယ်ကုံယုံထဖို့စူးစမ်းနေတဲ့လူဖီရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလည်းသွေးတွေနဲ့ဖုံးလွှမ်းနေခဲ့ရင်အဲ့ဒီကောင်ကြီးကဘာကောင်ကြီးလဲဆိုပြီးအီမူကိုကြည့်ကဂါဘန်ကိုမေးနေခဲ့တယ်ဂါဘန်ကလည်းမဖြစ်နိုင်ဘူးငါဒီလိုမျိုးအဆုံးသတ်သွားလို့မဖြစ်ဘူးလို့ညှဉ်းညူနေရင်အဲ့ဒီလူရဲ့မူလတူတဲ့အမှန်ဘယ်သူလဲဆိုတာငါလည်းမသိဘူးသူ့မှာကြီးမားတဲ့လှုပ်ဝက်ချက်တစ်ခုရှိနေပုံပဲဒါပေမဲ့စကားတစ်လုံးတည်းနဲ့ဖော်ပြရမယ်ဆိုရင်တော့ဂေါ့နက်ဖျားပဲလို့ဂါဘန်ကဆိုပါတယ်ဂါဘန်ကဘာလို့အီမူကိုနက်ဖျားလို့ပြောခဲ့တာလဲဆိုတာကလည်းရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဂါဘန်ကအီမူနဲ့တိုက်ခတ်နေချိန်မှာအီမူရဲ့ဆွမ်းအားတွေကိုကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်ပြီးတော့အီမူရဲ့ဟောင်းနှပါမီတိုက်ခိုက်မှုကြောင့်ဂါဘန်ကိုယ်တိုင်ကလည်းသူ့ရဲ့လက်တစ်ဖက်ကိုဆုပ်ကြုံခဲ့ရတယ်ဒါပေမဲ့ဂါဘန်ကအီမူကိုပုံမှန်လူသားတယောက်ပုံမှန် develop user တယောက်ထက်အများကြီးပိုနေတာကိုသိနေခဲ့ပါတယ်လူဖီကလည်းအဖို့ကြီးအဲ့ဒီလူကဘာကောင်ကြီးလဲဆိုပြီးမေးလိုက်တဲ့အခါဂါဘန်ကဘသူမှသူ့ရဲ့အတွင်တဲ့အဆင့်မှန်ကိုမသိနိုင်ဘူးဒါပေမဲ့စကားတစ်လုံးတည်းနဲ့ဖော်ပြရမယ်ဆိုရင်သူကခေါ်ပဲလို့ပြောဆိုခဲ့တာကအီမူရဲ့အမူအရာတွေကိုကြည့်ပြီးခေါ်ခဲ့တာမဖြစ်နိုင်ပါဘူးဘာလို့လဲဆိုတော့အီမူရဲ့အင်အားတည်ရှိမှုလူသားတွေထက်တာလွန်နေတဲ့အစ်စ်တန်းမသိနိုင်တဲ့သဘောတရားတွေကြောင့်ဂါဘန်ကဂေါ်လို့တတ်မှတ်ခဲ့တာလည်းဖြစ်နိုင်ပါတယ်အီမူကတကယ်ပဲနက်ဖျားလားဒါမှမဟုတ်နက်ဖျားနဲ့နက်ဆိုနှမျိုးလုံးဖြစ်နေတာလားအရင်ချက်သားမှတော့ကအီမူကိုမင်းကနက်ဖျားထဲနက်ဆိုတစ်ကောင်နဲ့ပို့တူနေတယ်လို့လိုကီကအီမူကိုပြောလိုက်တဲ့ချက်အီမူကလည်းနက်ဆိုနဲ့နက်ဖျားကြားမှာဘာကွာခြားချက်ရှိလဲဆိုပြီးအီမူပြောခဲ့တာကိုအားလုံးမှတ်မိအောင်ပဲထင်ပါတယ်ဒါကိုဆက်ကြည့်မယ်ဆိုရင်ဖြစ်နိုင်ခြေတစ်ခုကအီမူတွေနက်ဖျားနဲ့နက်ဆိုဆိုတာကအကောင့်နဲ့ဆိုကိုခွဲခြားထားတဲ့အရာတွေမဟုတ်ပဲလူတွေကကိုမြင်နဲ့ကိုပေးထားကြတဲ့နောင်မယ်ဒေတာဖြစ်ပြီးတစ်ဖက်ကလူတွေကိုကောက်ွယ်ပေးတဲ့သူဆိုရင်နက်ဖျားလို့တတ်မှတ်ကြမယ်တစ်ဖက်ကလူတွေကိုဖျက်ဆီးတဲ့သူဆိုရင်နက်ဆိုလို့တတ်မှတ်ကြပြီးအီမူရဲ့အမြင်မှာလည်းအာဏာရှိတဲ့လူတယောက်တော့ဂေါ်ဖြစ်ဖို့နဲ့ဒီဘဲဖြစ်ဖို့ကနောင်မယ်ပဲကွာခြားတာလို့ခံယူထားတာလည်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဂေါ်နဲ့ဒီဘဲကြားမှာဘသူကကောင်းတယ်ဘသူကဆိုးတယ်ဆိုပြီးတတ်မှတ်ထားတာမဟုတ်ပဲအာဏာရှိတဲ့သူကသူ့ကိုယ်သူနက်ဖျားလို့တတ်မှတ်ပြီးဆက်ကျင်သူကိုနက်ဆိုလို့တတ်မှတ်ထားတာလည်းဖြစ်ပါတယ်ဒီလိုဒါဆိုရင်အီမူကကဘာကြီးတွေဂေါ်ဖြစ်နေပေမဲ့လူဖီနဲ့သူ့ရဲ့လွတ်လပ်မှုကိုယုံကြည်နေတဲ့သူတွေတက်ကတော့ဒီဘဲဖြစ်နေမှာပါဝန်ပီရဲ့နောက်ဆုံးမှာတော့လူဖီကနီကာရဲ့လွတ်လပ်မှုကိုကိုစားပြုတဲ့သူဖြစ်လာပြီးအီမူကတော့သူ့ကိုယ်သူဂေါ်လို့ယူဆနေတဲ့သူဖြစ်လာမယ်ဆိုရင်ဒီတိုက်ပွဲကလွတ်လပ်မှုရဲ့နေနဲ့ဖျားနဲ့ဂေါ်အာနာတို့ကြားကတိုက်ပွဲဖြစ်လာနိုင်ပါတယ်ဒါတွေကကျွန်တော်ရဲ့ထင်မြင်ချက်လေးတွေတာဖြစ်လို့အမှားတစုံတရာပါခဲ့ရင်နားလဲခွင့်လွှတ်ပေးကြဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာโอเคဗီဒီယိုလေးကိုပြန်စလိုက်ရအောင်ဂါဘန်ကအီမူကိုနက်ဖျားလို့ပြောလိုက်တဲ့ချိန်မှာပဲအောက်ကဘတစ်ခုလုံးက3လုံး6ကြားပွဲအငွေတက်တွေနဲ့ဖောင်းလန်းသွားခဲ့ပြီးအီမူပြောကြလာတာကိုတွေ့သွားကြတယ်အနီးနားကတာရဲကြီးတွေကလည်းအီမူစီကိုချင်းကပ်လာပြီးကြောက်စရာကောင်းတဲ့အတန်တွေနဲ့အော်ဟစ်နေခဲ့ကြတယ်အချိန်အောင်ပြင်းနဲ့ရေခဲတောင်တစ်ခုပေါ့ကိုပြောကြလာတယ်အီမူကလည်းဒေါရတွေထွက်နေခဲ့ပြီးကြောက်စရာကောင်းလာတဲ့ဟာကီရှိန်ဝါတွေကိုထုတ်လွှတ်နေခဲ့တာကြောင့်ကိုက်ချင်းဖျက်ချင်းနေကြတဲ့တာရဲကြီးတွေအကုန်လုံးကလည်းသတိမေးလဲကျသွားပါတော့တယ်တစ်ဖက်ကအီမူကလည်းမောဟိုင်းနေခဲ့ရင်ဂေါဘေလီကပင်လယ်သမားရဲ့အဖွဲ့သားတွေကငါအတွက်ဒီလောက်ထိစိတ်နှောက်ယှက်ဖြစ်လာမယ်လို့မထင်မိခဲ့ဘူးအခုလိုတွေဖြစ်လာမယ်လို့ကြိုသိခဲ့ရင်ဒီကောင်ကိုဇီးဘတ်နဲ့သူတခါတည်းတက်ပစ်ခဲ့မှာဆိုပြီးအီမူကတိတ်ကိုပြန်လဲအမှတ်ရရင်အမျက်တော်ရတွေနဲ့သူခန္ဓာကိုယ်တစ်ခုလုံးကအမှောင်လူဆန်အားတွေစီးဆင်းလာပြီးခန္ဓာကိုယ်ကြီးက
လည်းပိုမိုကြီးထွားလာခဲ့ကခေါင်းပေါ်မှာလည်းဂျိုသစ်နှစ်ချောင်းထပ်မံထွက်ပေါ်လာခဲ့တာကြောင့်စုစုပေါင်းဂျို၄ချောင်းထိရှိနေခဲ့ပါတယ်အီမှုရဲ့လက်နှစ်ဖက်လုံးကအမှောင်နှူးဆက်ဆံအမဲရောင်ဖြစ်ပြောင်းလဲသွားခဲ့ပြီးရင်ဘတ်ပေါ်မှာလည်းဂျိုပါတဲ့ဥကောက်ခွန်၃ခုပါဝင်တဲ့လေဆွဲကြီးတစ်ကောင်ကလည်းထွက်ပေါ်လာခဲ့တယ်အီမှုရဲ့အခုပုံစံကတာမန်လူသားတယောက်ရဲ့ပုံစံနဲ့လုံးဝကိုမတူတော့ပဲနက်ဆိုးဆန်တဲ့အငွေတက်တွေနဲ့သူစင်းမပြင်တစ်ခုလုံးကိုဖျက်ဆီးပစ်တော့မဲ့အချိန်ဝါတွေကိုထုတ်လွှင့်နေခဲ့တယ်အဲ့ဒီနောက်အီမှုကဆက်စုပ်ဖွယ်မိစ္ဆာတွေနဲ့နေမင်းကဘာပေါ်ကိုပြန်တက်သွားပါတော့တယ်တစ်ဖက်ကဇီလာဆိုင်ကြီးတိုက်ရဲ့မြေအောက်ခန်းထဲကိုရောက်ရှိနေခဲ့တဲ့ချော်ပါကစာအုပ်တွေဘေးကင်းလို့တော်လိတာပေါ်လို့ဝမ်းတာနေခဲ့ပြီးရော်ဘင်ကလည်းဒါတွေအကုန်လုံးကဘာဖို့လို့ဇီကွက်ကြီးရဲ့ကျေးဇူးကြပါဆိုပြီးချော်ပါကိုရှင်းပြနေခဲ့တယ်ဘေးမရှိနေတဲ့စောကလည်းချော်ပါမင်းငါတို့ကိုဘာသာပြန်ပေးပါအောင်သူ့ကိုကြည့်ရတာငါတို့ကိုအရေးကြီးတာတခုခုပြောချင်နေပုံရတယ်ဒါပေမဲ့ငါတို့ကနားမလည်ဘူးဖြစ်နေတယ်ဆိုပြီးချော်ပါကိုအကူကြီးတောင်းနေခဲ့တယ်ချော်ပါကလည်းဟုတ်လားငါကြည့်ရတာတော့ဒီဇီကွက်ကြီးပုံကစကားနဲ့ပဲပုံပဲချော်ပါရဲ့စကားမဆုံးတိခင်မှာပဲဘာဖို့လို့ဇီကွက်ကြီးရဲ့ထူးဆန်းတဲ့အော်တန်တွေကြောင့်ချော်ပါတယောက်အော်ကြီးဖြစ်သွားခဲ့တယ်ဘာဖို့လို့ဇီကွက်ကြီးကဘာတွေပြောလိုက်လို့ချော်ပါတယောက်အော်ကြီးဖြစ်သွားခဲ့တာလဲဘာဖို့လို့ဇီကွက်ကြီးကဘာတွေပြောပြခဲ့တာလဲကျွန်တော်ထင်ကတော့ဘာဖို့လို့ဇီကွက်ကြီးပြောတဲ့ချိန်ကအီမှုရဲ့ဖောင်တွေပြောင်းပြီးတဲ့နောက်မှာဖြစ်ပါတယ်ဒါကြောင့်ဘာဖို့လို့ဇီကွက်ကြီးရဲ့စကားတွေကအီမှုနဲ့ဓာတ်ရိုက်ဆက်ဆက်နေနိုင်ပါတယ်အီမှုကမြောင်နှံစရာကောင်းတဲ့ဖောင်တွေကိုပြောင်းလဲထားပြီးသူ့ရဲ့အခုပုံစံကအဲဘက်မှာရှိနေတဲ့ရွှေဟောင်းမွန်စတာကြီးနဲ့ဆင်တူနေပါတယ်ဒါကြောင့်ဘာဖို့လို့ဇီကွက်ကြီးပြောလိုက်တဲ့စကားကအီမှုရဲ့တကယ်တွင်တဲ့အဲဘက်ရဲ့ရွှေဟောင်းသမိုင်းဒါမှမဟုတ်အဲ့ဒီမွန်စတာကြီးရဲ့မူလဆက်ကြောင်းနဲ့ဆက်နွယ်နေနိုင်မလားဆိုတာကအခုချိန်မှာအကြီးမားဆုံးမေခွန်းကြီးတစ်ခုဖြစ်လာပါတယ်အကယ်၍ဘာဖို့လို့ဇီကွက်ကြီးကအဲ့ဒီလှုပ်ဝက်ချက်တွေကိုတကယ်သိထားတာဆိုရင်ချော်ပါကြားလိုက်ရတဲ့စကားတွေက One Piece ရဲ့နောက်ဆုံးစာကမှာအလွန်ရေးကြီးတဲ့အဖြစ်အပျက်တွေဖြစ်လာနိုင်ပါတယ်ဒါတွေကကျွန်တော်ရဲ့ထင်မြင်ချက်လေးတွေတာဖြစ်လို့အမှားတစ်စုံတစ်ရာပါခဲ့ရင်နားလေခွင့်လွှတ်ပေးကြဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာအဲ့ဒီနောက်ကြောက်စရာကောင်းလာတဲ့မိစ္ဆာတွင်တရန်နဲ့လူဖီနဲ့ဂါဘန်တို့ရှိနေတဲ့နေရာကိုအလွန်ပြင်းထန်တဲ့ဟာကီတွေနဲ့အီမှုကရောက်ရှိလာခဲ့ပြီးသူ့ရဲ့လက်တစ်ဖက်မှာလည်းပြတ်တော့သွားခဲ့တဲ့အဒန်တစ်ပင်ကြီးရဲ့ကြီးမားလာတဲ့အကိုင်းတစ်ခုကိုကင်မြောက်ထားတာကိုလည်းတွေ့ရပါတယ်လက်တစ်ဖက်ဆော့ချောသွားခဲ့တဲ့ဂါဘန်ကလည်းနာကျင်လို့အော်ဟစ်ရင်ညှဉ်းညူနေခဲ့တယ်မိစ္ဆာဖောင်တင်နဲ့ရောက်ရှိလာခဲ့တဲ့အီမှုကသူ့ရဲ့ဟုံးနှပါမီတိုက်ခွက်ကနေလက်တစ်ဖက်ပဲပြတ်သွားအောင်ကာကွယ်နိုင်ခဲ့တဲ့ဂါဘန်ကိုမင်းကပဲဆိုးလို့လဲငါရဲ့တိုက်ခိုက်မှုကနေလက်တစ်ဖက်ပဲဆုံးရှုံးပြီးလွတ်မြောက်လာတာကမင်းတို့တကယ်ကင်ကောင်းတာပဲလို့အီမှုကဂါဘန်ကိုချီကျူးနေခဲ့တယ်အကျော်တင်နဲ့ဂါဘန်ကလည်းအဲ့ဒါငါပြောရမယ့်စကားလေကွာငါရဲ့တိုက်ခိုက်မှုကနေဘာမှမဖြစ်ပဲလွတ်မြောက်လာတာကငါတို့တိုက်ခတ်ကြစေတယ်ဒါပေမဲ့မင်းကငါရဲ့တိုက်ခွက်တွေကိုရှောင်နိုင်ခဲ့တဲ့အတွက်လက်ခုပ်တီးပြီးမင်းကိုဂုံပြုတ်ပေးဖို့ငါမှလက်တစ်ဖက်မရှိတော့ဘူးဆိုပြီးဂါဘန်ကအီမှုကိုပြန်လဲတယောနေခဲ့တယ်ဒေါ်တာထွက်နေတဲ့အီမှုကလည်းနောက်တစ်ချိန်တိုက်ခိုက်ရင်တော့မင်းတို့အလောင်းတောင်ကြံခဲ့မှာမဟုတ်ဘူးလို့ဒေါ်တာတကြီးနဲ့အော်ပြောနေခဲ့တယ်အီမှုရဲ့မိစ္ဆာဖောင်တေးကိုမြင်သွားတဲ့လူဖီကလည်းအဲ့ဒါတူလားသူကြည့်ရတာလုံးဝကိုပြောင်းလဲသွားတာပဲဆိုပြီးလူဖီတယောက်တော်လုံးခြောက်ချနေခဲ့တယ်အီမှုရဲ့ဖောင်တေးကိုမြင်လိုက်ရတဲ့ဂါဘန်ကလည်းထဆန်ကောက်ယူအောက်ထောက်မင်းအဖွက်သားတွေခေါ်ပြီးအခုချက်ချင်းအဲဘက်ကနေထွက်သွားတော့ထွက်ပြေးတော့ဆိုပြီးလူဖီကိုအော်ပြောနေခဲ့တယ်လူဖီတို့ကဒီနေရာမှာစနစ်နေမယ်ဆိုရင်အကုန်လုံးတန်းအန်ရဲ့ကြီးကြီးမားမားရလိုက်နိုင်တယ်ဆိုတာကိုသိနေခဲ့တာကြောင့်ဂါဘန်ကသူ့တက်ကိုဂယုမဆပဲထွက်ပြေးဖို့ပြောခဲ့တာလည်းဖြစ်ပါတယ်ခေါင်းမလွန်းတဲ့လူဖီကလည်းငါမင်းပြောလို့လောကမလုံးနိုင်ဘူးလို့ဂါဘန်ရဲ့စကားတွေကိုပြပြတတညစ်ပယ်လိုက်ပြီးလူဖီကသူ့တက်ကိုကောက်ွယ်ပေးခဲ့လို့လက်တစ်ဖက်ပြတ်သွားရတဲ့ဂါဘန်နဲ့သူ့တငယ်ချင်းရဲ့တိုင်းပြည်ကိုအခုလိုပုံစံမျိုးနဲ့ထားရိတ်ခဲ့ပြီးထွက်ပြေးသွားဖို့အတွက်ဘလို့မှမလောက်ဆနိုင်ခဲ့လို့ဂါဘန်ရဲ့စကားတွေကိုပြပြတတညစ်ပယ်ခဲ့တာလည်းဖြစ်ပါတယ်ဂါဘန်ကလည်းမင်းစောက်ပေါ်လောက်မနေနဲ့မင်းရဲ့ပုံစံကိုမင်းပြန်ကြည့်အောင်လူတေကောင်တစ်ကောင်လိုပဲအခုလိုပုံစံနဲ့မင်းငါတို့ကိုကူညီလို့မရဘူးဆိုတာနားလေရလားစောက်ပေါ်ဆိုပြီးတော့ပစံကြီးကိုကင်မြောက်လိုက်ပြီးထက်မှန်တိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေခဲ့တယ်ဂါဘန်ရဲ့စကားတွေကြောင့်လူဖီကလည်းတိုက်ခါကြားမခံပဲငါလည်းမင်းလိုမျိုးပြန်ပြောလို့ရတဲ့အဖိုးကြီးမင်းပုံစံကိုလည်းမင်းပြန်ကြည့်လိုက်အောင်မင်းရဲ့အခုခဏကိုကြီးနဲ့ဘလို့လောက်ပြီးတိုက်ခိုက်နိုင်မှာလဲဆိုပြီးတယောက်နဲ့တယောက်သူတို့တွေခံရရတာကိုလှောင်ပြောင်နေခဲ့တယ်ဘေးမှာရှိနေတဲ့အီမှုကလည်းစိတ်မရှိတော့ပဲဟုံးနှပါမီအယိုးစားသားကြီးနဲ့ဂါဘန်ကိုပြေးထုတ်လိုက်ပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့လူဖီကလည်းအတော်လေးကိုလက်ဖြတ်နေခဲ့ပြီးအဖိုးကြီးတတိထားဆိုပြီးတော့အာပြဲကြီးနဲ့အော်ဟစ်နေခဲ့တယ်အီမှုရဲ့တိုက်ခိုက်မှုကြောင့်ဂါဘန်တယောက်နာကာတော့မဲ့အချိန်မှာပဲဟာရူဒင်ကအချိန်မီရောက်ရှိလာခဲ့ပြီးဂွမ်နီယာလိုအော်ဟစ်ကအီမှုရဲ့မျက်ခွက်တသက်ကိုအာဂုံထိုးချလိုက်ပါတော့တယ်လူဖီကလည်းဟာရူဒင်ကိုမြင်ပြီးအော်တကြီးဖြစ်နေခဲ့တယ်ဟာရူဒင်ရဲ့ဖျက်အပြင်တိုက်ခွက်ကြောင့်အီမှုကလည်းအဝေးကြီးကိုလစ်ထွက်သွားခဲ့ပြီးအထန်သေးပင်ကြီးကိုအချိန်ဟုန်ပြပြင်းနဲ့ဝင်တိုက်ပါတော့တယ်လေထဲမှာလူထွက်နေတော့မှပဲအီမှုကသူ့ရဲ့အိုမန်အနဲ့အောင်မီလုံးလေးတွေနဲ့ပြန်လဲပြစ်ခတ်လိုက်တာကြောင့်ဟာရူဒင်ကလည်းအချိန်မစွဲနေတော့ပဲအလှင်မြန်သူ့ရဲ့ဒိုင်းနဲ့ကာထားလိုက်ပြီးဒီတစ်ချိန်တော့မင်းရဲ့အဲ့ဒီတိုက်ခွက်ကိုထပ်ပြီးခံရမှာမဟုတ်ဘူးလို့ဆိုကအာချောင်နေခဲ့တယ်ဘာလို့လဲဆိုတော့ဟာရူဒင်ကအီမှုရဲ့အိုမန်မီလုံးလေးတွေနဲ့ပြစ်ခတ်တာကိုပထမဦးဆုံးထိမှန်ခဲ့တယ်
လည်းတူဖြစ်နေခဲ့တာကြောင့်သူ့ရဲ့အတွေးကြုံတွေကိုကောင်းကောင်းသုံးချပြီးကြိုတင်ကာကွယ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်အီမူရဲ့ပောက်ကွဲအားပြင်းတဲ့အိုမန်မီလုံးလေးတွေကိုကာထားခဲ့တဲ့ဒိုင်းကြီးကတစားစီပျက်စီးသွားတာကိုလည်းတွေ့ရပါတယ်အဲ့ဒီနောက်မှာတော့အီမူရဲ့တိုက်ခိုက်မှုကြောင့်လက်တစ်ဖက်ပြတ်သွားတဲ့ဂါဘန်ကိုမြင်လိုက်ရတဲ့ဟာရူဒင်ကလည်းဂါဘန်ဆန်ဘလို့ဖြစ်တာလဲခမန်းရဲ့လက်တစ်ဖက်ကိုစောက်ချုံလိုက်ရတာလားဆိုပြီးတော့စိုးရိမ်ကြီးနဲ့မေးမြန်းနေခဲ့တယ်ဂါဘန်ကလည်းသူတို့ကိုကင်တီပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ဒီကောင်ကမသိနိုင်တဲ့လူဖြစ်လို့ငါတို့အနိုင်ရဖို့လမ်းမမြင်ဘူးကောက်ရောအထောက်လူဖီကိုဘေးကင်းကင်းနဲ့ထွက်သွားနိုင်မှုအတွက်မင်းသိချပါကူညီပေးပါလို့လေးနဲ့စွာနဲ့ဟာရူဒင်ကိုတောင်းဆိုနေခဲ့တယ်ဟာရူဒင်ကလည်းစတော့ဟက်ကောက်ရောအထောက်လို့ခေါ်နေတော့မှာပဲလူဖီကငါထွက်ပြေးမှမဟုတ်ဘူးဆိုပြီးခေါင်းမနေခဲ့တယ်ဂါဘန်ကလည်းငါစကားနောက်ထောင်ဆန်မိဒီဒန်ယာတွေနဲ့ဘာလို့နိုင်မှလဲလူဖီကလည်းငါအခုပြန်ကောင်းလာတော့မှငါအများကြီးစားထားတယ်အခုချက်ချင်းတတ်လာအောင်လုံးနိုင်ပါတယ်လို့ဘိုက်ကိုပို့တက်ရင်နဲ့ပြန်ပြောနေခဲ့တယ်ဂါဘန်ကလည်းလူဖီကိုတာမန်လူတယောက်ရဲ့အမြင်နဲ့ကြည့်ပြီးအများကြီးစားထားလို့ဒန်ယာတွေပျောက်သွားမယ်ဆိုတာကအဓိပ္ပာယ်မရှိတဲ့ကိစ္စပဲဆိုပြီးမြုံကြည့်နိုင်ဖြစ်နေခဲ့ရင်ဒီလောက်ပြင်းထန်တဲ့ဒန်ယာတွေရထားတာတော့အစားစားရုံနဲ့ပျောက်เสียလားမင်းဒီဒန်ယာတွေနဲ့ဆက်တိုက်လို့မရတော့ဘူးလို့အော်ဒီဂျီနဲ့ပြောဆိုနေခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီချိန်မှာပဲအီမူပြစ်ခတ်လိုက်တဲ့အိုမန်နဲ့အောင်မီလုံးလေးတွေကသူတို့စီရောက်ရှိလာခဲ့တာကိုဒီထားမိသွားခဲ့တဲ့လူဖီကလည်းအစားစားရင်ပလုတ်ပလောင်နဲ့ဘုံတွေလာနေပြီလို့သတိပေးနေခဲ့တယ်ဟာရူဒင်ကလည်းလူဖီနဲ့ဂါဘန်ကိုသူ့ရဲ့လက်မှာကန်ထားလိုက်ပြီးအီမူပြစ်ခတ်လိုက်တဲ့အိုမန်နဲ့အောင်မီတောက်တွေကိုသူ့ရဲ့ကြောကုန်းနဲ့အော်ဟင်ရင်ကာကွယ်ပေးနေခဲ့တယ်လူဖီကလည်းသူပြန်လာပြီးကွာဆိုပြီးအီမူကိုကြည့်ကအော်ပြောနေခဲ့ပြီးဂါဘန်ကလည်းနောက်ဆုံးစင်ဟာရူဒင်မင်းသက်ရှင်မှာနောက်တစ်ခါတိုက်ပွဲပြန်ဝင်လို့ရမှာလို့ဂါဘန်ကသူ့ကိုထားခဲ့ပြီးထွက်ပြေးဖို့အတွက်အော်ပြောနေခဲ့တယ်ဟာရူဒင်ကလည်းဂါဘန်ဆန်အဲဘက်ကဘတော့မှဒူးထောက်မှမဟုတ်ဘူးစစ်မှန်တဲ့စစ်သူရဲကားတယောက်ကတိုက်ပွဲထဲမှာတည်ဖို့အတွက်အမြဲတမ်းတဲတိတ်တန်ချထားတာဂါဘန်ကလည်းအယူကောင်မိသိသွားရင်ဖြစ်လာမယ့်နောက်ဆက်တွဲတွေကိုစဉ်းစားကြည့်အောင်လို့ဂါဘန်ကသတိပေးနေခဲ့တယ်ဟာရူဒင်ကလည်းဂါဘန်ရဲ့ထွက်ပြေးဖို့ပြောတဲ့စကားတွေကိုထပ်မံညှင်းဆန်လိုက်ပြီးငါလုံးဝလက်မလျှော့နိုင်ဘူးငါသိသွားရင်တော့ငါတို့မှလိုကေရှိနေတဲ့ဆိုပြီးကြောက်လန့်မှုကင်းမဲ့နေတဲ့မျက်နှာနဲ့ကြုံဝါနေခဲ့တယ်ဒါကလည်းချက်တာထိုက်တဲ့ကိုရည်ညွှန်းထားတာလည်းဖြစ်ပါတယ်အဲ့ဒီချိန်မှာပဲလိုကီကနောက်ကနေရောက်ရှိလာခဲ့ပြီးသူ့ရဲ့ချစ်ကိုကြီးဟာရူဒင်ရဲ့ရဲရည်တဲ့စကားတွေကိုတဘောကြနေခဲ့ပြီးမင်းကောင်းပြောလိုက်တယ်ပဲချစ်ကိုကြီးလို့ထောက်ခံပေးနေခဲ့တယ်လိုကီရောက်လာတာကိုတွေ့သွားတဲ့ဟာရူဒင်ကလည်းချင်းကြီးလေးမင်းအစင်လေးပြင်နှလိုက်တော့လို့မိတ်ခွန်းတွေချွေနေခဲ့တယ်ကိုယိုကာယာတွေလုံနေကြတဲ့လိုကီတို့ကိုကြည့်ပြီးဒီကောင်တွေကဘာလဲဟာဆိုပြီးအီမူကကြောင်တောင်နဲ့စိုက်ကျစ်နေခဲ့တယ်ဘေးမရှိနေတဲ့လူဖီကလည်းလေတွေကိုအသက်ပြင်းနဲ့ရှူသွင်းလိုက်ပြီးငါမက်သက်ပြင်ရနိုင်ပြီးငါပြန်ကောင်းသွားပြီကွာဆိုပြီးအီမူကိုစောက်ခွက်တွေပြောင်းနေခဲ့တယ်ဒါကိုမြင်လိုက်ရတဲ့ဂါဘန်ကလည်းအော်ဂျီနဲ့မင်းတို့ကောင်တွေကဘာတွေလဲဟာဆိုပြီးတော့ကြောင်တောင်နဲ့ဖြစ်နေခဲ့တယ်အဲ့ဒီနောက်မှာတော့လိုကီဟာရူဒင်တို့ကသူတို့ရဲ့လက်နက်တွေကိုအတူတကွာကင်မြောင်းလိုက်ပြီးလူဖီနဲ့သူ၃ယောက်ပေါကိုကူစော်ရင်းတီတိုင်းပြည်ဆောက်တော့အေကရေးတိုက်ခွက်နဲ့အီမူစီကိုတပြန်နဲ့ထဲဝင်ရောက်တိုက်ခိုက်ပါတော့တယ်အီမူရဲ့ရွှေမှာလူဖီလိုကီနဲ့ဟာရူဒင်တို့ရဲ့တိုက်ခိုက်မှုကြီးပောက်ကွယ်ထွက်လာတဲ့ခံနဲ့ချက်သားလေးကိုစုံတက်ထားပါတယ်အီမူကို၃ယောက်ပေါင်းပြီးတကယ်ပဲထိခိုက်အောင်လုပ်နိုင်မလားပြန်လဲကျမ်းမာလာတဲ့လူဖီရဲ့အခန်းကဏ္ဍကရောဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုနောက်လာမယ့်ချက်သားမှာဆက်လက်စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်တစ်ဆက်တည်းမှာပဲကျွန်တော်ရဲ့ထင်မြင်ချက်လေးတွေကိုအချင်းကြောက်လေးပြောပြပါမယ်ခင်ဗျာအီမူမှာနောက်ထပ်ဖောင်တစ်ခုရှိနေသေးတာဖြစ်နိုင်ပြီးဘာလို့လဲဆိုတော့အရင်ချက်သားမှာတော့ကအီမူမှာဂျုံနှချောင်းပဲရှိနေတာကိုအားလုံးမှတ်မိအောင်ပဲထင်ပါတယ်ဒါပေမဲ့အခုချက်သားမှာတော့ဂျိုလေးချောင်းထိထွက်ပေါ်လာခဲ့ပြီးအဖက်ရဲ့နေရစီးပကြီးမှာမြင်တွေ့ရတဲ့မွန်စတာကြီးမှာပါနေတဲ့ဂျိုရီတွက်ကအခုအီမူထက်ပုံများနေပုံရတာကြောင့်အီမူရဲ့ဖောင်ကအစစ်စစ်ပြောင်းလဲနေတာဖြစ်နိုင်ပါတယ်အရင်ဖောင်မှာတော့ကဂျိုနှချောင်းအခုဖောင်မှာကြတော့ဂျိုလေးချောင်းဒါဆိုအီမူမှာနောက်ထပ်ဖောင်တစ်ခုကျန်နေသေးတာဖြစ်နိုင်ပါတယ်အခုလက်ရှိအီမူရဲ့လက်နှစ်ဖက်လုံးကအနက်ရောင်ဖြစ်သွားပေမဲ့ရင်မက်ပါကတော့အနက်ရောင်မဖြစ်သေးတာကိုလည်းတွေ့ရပါတယ်ဒါကြောင့်နောက်ထပ်ဖောင်တစ်ခုမှာအီမူရဲ့ခန္ဓာကိုယ်တစ်ခုလုံးကအနက်ရောင်ဖြစ်ပြောင်းလဲသွားခဲ့ပြီးနေရစီးပကြီးတွေကမွန်စတာကြီးနဲ့လုံးဝတူသွားနိုင်မလားပြီးတော့အဖက်ရဲ့ရွှေအောင်နေရစီးပကြီးထဲမှာဂျိုချောက်ချောင်းပါနေတဲ့မိစ္ဆာကြီးကကဘာကြီးကိုဝါမျိုးဖို့စူးစမ်းနေတဲ့ပုံရိပ်တွေပါဝင်နေတာကြောင့်ဒါကလွန်ခဲ့တဲ့နှစ်ရှိရာ5 century ကာလတုန်းကအဲ့ဒီမွန်စတာကြီးဖောင်နဲ့အီမူကကဘာကြီးကိုဖျက်ဆီးခဲ့ဘူးလားဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ပြီးတော့အီမူရဲ့လက်မောင်းပေါ်မှာအတူရာကြောင့်စာချုပ်မှတ်သားတစ်ခုထပ်ပေါ်လာတာကိုအားလုံးသတိထားမိမယ်ထင်ပါတယ်အတူရာကြောင့်စာချုပ်မှတ်သားနဲ့ဂိုရိုစေကြီးကဲ9ယောက်ကိုဆွမ်းအားပေးထားသလိုမျိုးအီမူကိုနာကလည်းရွှေဟောင်းမိစ္ဆာဆွမ်းအားတွေနဲ့စာချုပ်ချုပ်ဆိုထားတာလားဒါမှမဟုတ်ဟိုလီလန်မှာရှိနေတဲ့အီမူစစ်ကသူ့ကိုယ်တိုင်မထွက်လာပဲတခြားလူတယောက်ရဲ့ခန္ဓာကိုယ်ကိုအတုံးချကကိုပွားအဖြစ်အဲဘက်ထန်ဆေလွတ်ပြီးတိုက်ခိုက်ခံခဲ့တာလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်ဂါဘန်ကမသိနိုင်တဲ့လူလို့တုံလုံးခဲ့တာဖြစ်နိုင်ပြီးဘာလို့လဲဆိုတော့ကိုပွားဖြစ်နေတဲ့အတွက်ပျက်စီးသွားခဲ့ရင်တော့အီမူစစ်ကဘာထိခိုက်မှုမှမရရှိနိုင်တာကြောင့်ဂါဘန်ကတုံ
နှုန်းခဲ့တာလည်းဖြစ်နိုင်ပါတယ်။ဂါဘန်ကလူဖီနဲ့ဟာရူဒင်တို့ကိုဘာကြောင့်ထွက်ပြေးခိုင်းခဲ့တာလဲ။ဘာလို့လဲဆိုတော့လူဖီရောဟာရူဒင်တို့နှစ်ယောက်စလုံးတရားပြပြင်းထန်ထန်ရရှိလာကြပြီးအလောင်းကောင်နီးပါးအခြေအနေကိုရောက်ရှိနေတဲ့အချိန်မှာအီမှုလို့မသိနိုင်တဲ့အမောင်တုဆွမ်းအားတွေကိုပိုင်ဆိုင်ထားတဲ့လူတစ်ယောက်ကိုဆက်လက်ရင်ဆိုင်တာကတေတွင်းထဲကိုတက်တက်မတ်မတ်ခုန်ဆင်းသွားတာနဲ့အတူတူပါပဲ။ပြီးတော့လူဖီကလည်းသူတို့တွေစောင့်မျှော်နေခဲ့တဲ့ကဘာကြီးကိုပြောင်းလဲပြစ်မယ်နေမင်းနဲ့ဖျားနီကဖြစ်နေခဲ့တာကြောင့်အခုလိုအဲဘက်ရဲ့စိတ်မြင့်ပြင်းမှာအသက်ဆုံးရှုံးသွားလို့မရတဲ့လူဖီကိုဂါဘန်ကဘေးကကင်းနဲ့စုပ်ခွန့်နိုင်မှုအတွက်သူ့တက်ကိုမငဲ့ပဲဦးစားပေးစဉ်းစားပေးခဲ့တာလည်းဖြစ်ပါတယ်။လူဖီလိုကီဟာရူဒင်တို့ရဲ့၃ယောက်ပေါင်းတိုက်ကွက်ကြီးကအီမှုကိုခဏသာချိန်မောင်းနိုင်မလားဒါမှမဟုတ်လုံပြင်းထန်တဲ့အီမှုရဲ့ကြောင်မွက်ဖွဲနက်ဆိုဖောင်တစ်ရဲ့စွမ်းအားတွေကို၃ယောက်ပေါင်းတိုက်ခိုက်မှုကကျော်လွှားနိုင်မလားပြီးတော့လူဖီရဲ့ဂီယာ5စွမ်းအားကိုဘလို့ချိန်နေထိအသုံးပြုနိုင်မှာလဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ကျွန်တော်ရဲ့ Chatter Play Down လေးတွေကိုအမြဲတမ်းကြည့်ရှုနိုင်မှုအတွက် Like and Subscribe လုပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်